ထူလာစွာနေတကားဆုံလာဖျားပူကြတာဝါဤလာမသွေရှုလိုကပရာဟိတရွှေကုသိုလ်မဟာတရာလူစွမ်းအခါကလူရန်သာသနာပြုစခန်းမှာဝမ်ပန်တလန်းဆန်းစွာလှမ်းလန်းကမြန်မြန်လာကန်းလေခေါ်ပြီးရှာလမ်းမပြေမျော၍သာဒီတကူကျဲတပွင့်ရဲ့ပဋ္ဌာန်းစက်တို့ပြောမွေဝင်နေရာဘဂဝါကုံပြတာထူလာစွာနေတကားဆုံလာဖျားပူကြတာဝါဤလာမသွေရှုလိုကပရာဟိတရွှေကုသိုလ်မဟာတရာလူစွမ်းအခါကလူရန်သာသနာပြုစခန်းမှာဝမ်ပန်တလန်းဆန်းစွာလှမ်းလန်းကမြန်မြန်လာ